Australia နိုင်ငံတွင်နေထိုင်ကြသောမြန်မာနိုင်ငံဖွာလူဦးရေဆိုင်ရာအချက်အလက်များကိုတင်ပြလိုပါသည်။ဤအချက်အလက်များသည်2023ခုနှစ်ဇွန်လကုန်အထိစုဆောင်းထားသောတရားဝင်ကိန်းဂဏန်းများဖြစ်သည်။2023ခုနှစ်ဇွန်လကုန်တွင် Australia ၌မြန်မာနိုင်ငံဖွာ44,980 ဦးနေထိုင်လျက်ရှိသည်။ဤအရေအတွက်သည်2013ခုနှစ်ဇွန်လ30ရက်နေ့က28,660 ဦးရှိခဲ့ရာမှ56.2ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်သည်။မြန်မာနိုင်ငံဖွာလူဦးရေသည်ဩစတြေးလျရှိရွှေ့ပြောင်းနေထိုင်သူအတိုင်းဝိုင်းများအနက်39ခုမြောက်အကြီးဆုံးအတိုင်းဝိုင်းဖြစ်သည်။ယင်းသည်ဩစတြေးလျ၏နိုင်ငံခြားဖွာလူဦးရေစုစုပေါင်း၏0.5ရာခိုင်နှုန်းနှင့်ညီမျှသည်။ထို့ပြင်ဩစတြေးလျ၏စုစုပေါင်းလူဦးရေ၏0.2ရာခိုင်နှုန်းနှင့်လည်းညီမျှသည်။ဤအချက်အလက်များသည်မြန်မာနိုင်ငံဖွာအတိုင်းဝိုင်း၏ပမာဏကိုဖော်ပြနေခြင်းဖြစ်သည်။ဩစတြေးလျရှိမြန်မာနိုင်ငံဖွာရွှေ့ပြောင်းနေထိုင်သူများ၏ပျမ်းမျှအသက်မှာ40.9နှစ်ဖြစ်သည်။ဤပျမ်းမျှအသက်သည်ဩစတြေးလျ၏အထွေထွေလူဦးရေပျမ်းမျှအသက်ထက်2.5နှစ်ပိုများသည်။မြန်မာနိုင်ငံဖွာလူဦးရေတွင်အမျိုးသမီးဦးရေသည်အမျိုးသားဦးရေထက်ပိုများသည်။အမျိုးသမီး50.2ရာခိုင်နှုန်းရှိပြီးအမျိုးသား49.8ရာခိုင်နှုန်းရှိသည်။ဤအချက်အလက်များသည်ဩစတြေးလျရှိမြန်မာနိုင်ငံဖွာလူဦးရေ၏လက်ရှိအခြေအနေကိုခြုံငုံသုံးသပ်နိုင်ရန်အထောက်အကူပြုမည်ဟုမျှော်လင့်ပါသည်။